နေ့ဒါတို့သမီးတို့ကိုဆက်ပြီးတော့သင်ပေးသွားမယ့်သင်ခန်းစာကတော့ပြီးခဲ့တဲ့ video ရဲ့အဆက်ဖြစ်တဲ့ဒီ translation method လို့ခေါ်တဲ့ English စာပိုက်တွေကိုဘာသာပြန်တဲ့နည်းရဲ့ဒုတိယပိုင်းလေးပဲဖြစ်ပါတယ်ပထမ video လေးမှာဒီဘာသာပြန်နည်းပထမအပိုင်း video လေးမှာဆရာဘာသာပြန်တဲ့အဓိကနည်းကြီး၃နည်းရှိတယ်ဆိုတာကိုဒါတို့သမီးတို့ကိုပြောပြခဲ့တယ်ပေါ့နော် subject စမယ်ပြီးရင် predicate ကိုနောက်ကစမယ်ဒါတနည်းပေါ့နော်နောက်ဒုတိယနည်းက subject ရှိနေ subject ကိုလည်းနောက်ကစပြီးဘာသာပြန်ရမယ်ပြီးမှ predicate ကိုနောက်ကစပြီးဘာသာပြန်ရမယ်တတိယနည်းကြတော့ဝါကြရှည်တကြောင်မှာအရှိအပိုင်းမှာလည်း subject လေးတွေ predicate လေးတွေပါလာမယ်နောက်ပိုင်းမှာလည်းဒီ main verb ရဲ့နောက်ပိုင်းမှာလည်း subject လေးတွေ predicate လေးတွေပါလာမယ်ဆိုရင်အရှိက subject အပိုင်းက subject လေးတွေ predicate လေးတွေကိုအရင်ရှင်းပြီးတော့မှဒီအရင်ဘာသာပြန်ပေါ့နော်ဒီ subject ပိုင်းကိုအရင်ပြီးဆုံးအောင်ဘာသာပြန်မယ်ပြီးတော့မှဒီ predicate ပိုင်းမှာဒီနောက်မှာကျန်တဲ့ predicate ပိုင်းမှာ subject ကိုဘာသာပြန်မယ်ပြီးရင်အဲ့နောက်ဝါကြမှာတစ်ပိုင်းမှာပါတဲ့ predicate ကိုနောက်ကနေစပြီးဘာသာပြန်တယ်ပေါ့အဲ့ဒါကိုဆရာဒီနမူနာ sentence လေးတွေနဲ့ဒါတို့သမီးတို့ကိုအယိုးအရှင်းဆုံးဖြစ်အောင်လို့သင်ပေးသွားပြီးဖြစ်တယ်ပေါ့နော်ဒီနေ့မှာတော့ခုနပြောခဲ့တဲ့နီး၃နည်းကတော့ဒါအဓိကအုပ်စုကြီး၃စုပေါ့နော်ဘာသာပြန်ရမယ်မသိမဖြစ်သိကိုသိရမယ်နီးတကယ်ကိုကြီးမားတဲ့နီးလန်၃နည်းပေါ့အခုဆရာဆက်ပြီးတော့သင်ပေးသွားမယ်နီးတွေကြတော့ဒီဘာသာပြန်တဲ့အခါမှာဒါတို့သမီးတို့စာပိုက်တွေကိုအခုဆိုကြပါစို့9တန်း6တန်းဆိုရင်လည်းဒီ English စာပိုက်တွေပါတယ်ပေါ့ English textbooks ထဲမှာပါတဲ့စာပိုက်တွေကိုဘာသာပြန်တဲ့အခါမှာလိုက်နာရမယ်တချို့သောစည်းကမ်းချက်လေးတွေအများကြီးရှိတယ်ပေါ့အဲ့စည်းကမ်းချက်လေးတွေကိုဆရာဒီ video လေးကနေစပြီးတစ်ချက်ချင်းစီဆရာထပ်ပြီးတော့ဒါတို့သမီးတို့ကိုသင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့သိထားရမယ်ဘာသာပြန်အထောက်အကူအချက်တွေလို့နာမည်ပေးလို့လည်းရတယ်ပေါ့နော်အဲ့တော့ဆရာတို့စလိုက်ကြအောင်ပါ okay ဒီဘာသာပြန်အထောက်အကူအချက်နံပါတ်1ကဘာလဲဆိုတော့ and တွေ already နဲ့ဆက်ထားပါကတဲ့နော်ရှေ့က1နောက်က2တဲ့နော် and တွေ already နဲ့ဆက်ထားတယ် and တို့ or တို့ဆိုတာကပြောမယ်ဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုဒါမှမဟုတ်တစ်ခုသို့မဟုတ်တစ်ခုဆိုတဲ့အဓိပ္ပာယ်ရတာကိုဥပမာဆိုကြပါစို့ကြောကြော and ဇော်ဇော်ဆိုကြောကြောနှင့်ဇော်ဇော်ပေါ့အဲ့ဒါကိုဇော်ဇော်နှင့်ကြောကြောဆိုပြီးဘာသာပြန်လို့မရဘူးပေါ့အရင်ရှေ့မှာလာတဲ့ဟာအရင်ပဲအဲ့ဒါရှေ့က1နောက်က2ဆိုတာဒါကိုပြောချင်တာပါကြောကြော and ဇော်ဇော်ဆိုရင်ကြောကြောနဲ့ဇော်ဇော်ပေါ့ဒီလိုမျိုးဘာသာပြန်ရမှာပေါ့နော်အရှိကဒီ and ရဲ့အရှိကဟာကိုအရင်ဘာသာပြန် and ရဲ့အရှိက1ပေါ့နော် and ရဲ့နောက်က2ပေါ့နော် okay or လည်းဒီတိုင်းပဲပေါ့နော် apple or orange နော်ပန်းသီးသို့မဟုတ်လိမ္မော်သီးအဲ့ဒါကိုလိမ္မော်သီးသို့မဟုတ်ပန်းသီးလို့ဘာသာမပြင်ရပါဘူးเนาะဒီ and or နဲ့ဆက်ထားမယ်ဆိုရင်သူတို့ရဲ့အရှိက1เนาะသူတို့ရဲ့နောက်က2အရှိမှရှိတာ1အရင်ဆုံးဘာသာပြန်မယ်နောက်မှရှိတဲ့ဟာကိုဒုတိယနေရာကနေလိုက်ပြီးတော့ဘာသာပြန်ရမယ်ပေါ့အဲ့တော့ဆရာဒီမှာဒီဥပမာ sentence လေးတစ်ခုရေးပြမယ်ပေါ့ဒီ sentence လေးကနည်းနည်းလေးရှည်တယ်အဲ့တော့ဒါတို့သမီးတို့တိတ်တိတ်ချာချာလေးလိုက်ကြည့်ပြီးတော့အနားမှာစာအုပ်တွေဘောပင်တွေရှိနေတေချာလေးလိုက်ကူရေးမှတ်ထားပြီးတော့ဆရာဘာသာပြန်တဲ့ပုံစံအတိုင်းလိုက်ပြီးတခါတည်းလေ့လာပြီးတော့ဘာသာပြန်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့လည်းမှတ်မိလွယ်မယ်ပေါ့ okay အဲ့တော့ဆရာတို့စမယ် the big room or hall where the performers act out and the cameraman do the shooting is called the studio ဟုတ်ပြီဒီ sentence ကတော်တော်လေးရှုပ်တဲ့အထဲမှာပါတယ်ပေါ့တာမန်ကျောင်းသားတယောက်အနေနဲ့ကြည့်မယ်ဆိုရင်ပေါ့ဘာသာပြန်နည်းကိုလည်းလုံးဝမသိဘူး subject တွေ predicate တွေလည်းမခွဲတတ်ဘူးဘာသာပြန်နည်းဆရာပြောပြခဲ့တဲ့ဘာသာပြန်နည်းတွေကိုလည်းတိမိခေါင်းမိမရှိခဲ့ဘူးဆိုရင်ဒီ sentence တွေဘာသာပြန်ဖို့အရန်ကိုခက်ခဲတဲ့ဒီစာကြောင်းလေးလည်းဖြစ်တယ်ပေါ့နော်ပြတို့ရဲ့ထုံးစံအတိုင်းပေါ့ဒီဘာသာပြန်နည်းရဲ့ထုံးစံအတိုင်းကြည့်မယ်ဆိုလို့ရှိရင်ဒီ sentence တစ်ကြောင်းကိုတွေးတဲ့အခါ verb ကိုအရင်ရှာ verb ဆိုတာ main verb ကိုပြောတာပေါ့နော် sentence တစ်ကြောင်းတွေးတဲ့အခါ verb ကိုအရင်ရှာ verb ကိုရှာ verb ကိုတွေး verb ရှိ subject ဟေးလို့ဆရာတို့သင်ပေးထားတယ်ပေါ့အဲ့တော့ဒီ sentence ကိုကြည့်မယ် the big room or hall where the performers act out and the cameraman do the shooting is called the studio အဲ့ဒီ sentence တစ်ခုလုံးမှာဒါတို့သမီးတို့ဝေဝါးဖြစ်နိုင်တဲ့တချို့သောအချက်လေးတွေလည်းအများကြီးရှိတယ်ပေါ့ဘာကြောင့်လဲဆိုတော့ act out ဆိုတာလည်း verb ပဲနောက်ပြီးတော့ do ဆိုတာလည်း verb ပဲတိုးတော့ဒီအရှိပိုင်းတစ်ပိုင်းလုံးပေါ့ဒီ sentence ရဲ့အရှိပိုင်းတစ်ပိုင်းလုံးဒီဒါပြောမယ်ဆိုလို့ရှိရင်အဲ့အရှိပိုင်းတစ်ပိုင်းလုံးမှာပါနေတဲ့ဒီခုနကပြောတဲ့ act out လို့ခေါ်တဲ့ဒီသရုပ်ဆောင်ဒီเนาะဒီ verb ပေါ့เนาะနောက်တစ်ခုက do ပြုလုပ်ဒီ verb နှစ်ခုစလုံးကဒါ verb ပဲတိုးတော့ဒီ sentence မှာကျတော့အဲ့ဒါဒီ main verb မဟုတ်ဘူးပေါ့ main verb ကဘာမှလဲဆိုတော့ is called ခေါ်ပါတယ်เนาะ is called verb to be နဲ့ verb 3နဲ့သုံးထားတဲ့ verb form ကို passive voice လို့ခေါ်တယ်ဒါကဆရာပြီးတော့မှနောက်ပိုင်းသင်ခန်းစာတွေမှာဒီ active passive တို့ direct indirect တို့ဒါတို့သမီးတို့အသီးသန့်သင်ပေးမယ်ပေါ့နော်အယိုးရှင်းဆုံးနည်းတွေကိုသုံးပြီးတော့အသီးသန့်သင်ပေးမယ်ဥပမာတော့ဆရာတို့ဒီ is called တွေ့တဲ့ဒီ is called ကိုတွေ့ပြီဆိုရင်အရှိကတစ်ပိုင်းလုံးကိုလို့ဘာသာပြန်ရတယ်ဥပမာဆိုကြပါစို့ကြောကြော love သူစာပေါ့ကြောကြောကသူစာကိုချစ်တယ်ကြောကြောကပြုလုပ်တဲ့သူ subject เนาะကြောကြော love ကြောကြောကချစ်တယ် love ချစ်တယ်เนาะ loves ချစ်တယ်သူစာကိုချစ်တယ်အဲ့တော့ကြောကြောက subject သူစာကပေါ့သူစာကချင်းကိုခံရတာပေါ့
အဲ့တော့အရှိမရှိတဲ့ဒီကြော်ပေါ့အထူးသဖြင့် main verb ရဲ့အရှိမရှိတဲ့အကြောင်းအရာတစ်ခုလုံးပေါ့ဒါမှတော့ကြော်ဆိုတဲ့လူနာမည်ဖြစ်နေတာ哦နော်ဒီ main verb ရဲ့အရှိမရှိတဲ့အကြောင်းအရာအားလုံးကိုကလို့ဘာသာပြရတယ်ကြော်ကခေါင်းကအဆိုရင်ကြည့်မယ်ကြော်ကဇာကိုချစ်ပါတယ်เนาะဒီလိုမျိုးအဓိပ္ပာယ်ရမယ်ခုဒီ is called verb to be နဲ့ verb 3ညှိထားတဲ့ဒီအတွဲကိုကြတော့ passive verb လို့ခေါ်တယ်ပေါ့เนาะ passive verb အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်သူကရှေ့မှာပြောပြခဲ့တဲ့အကြောင်းအရာတစ်ခုလုံးကိုကလို့ဘာသာပြန်လို့မရတော့ခုနကြော်ကလို့ဘာသာပြန်လို့မရဘူးเนาะဒီမှာကျတော့ဘယ်လိုပြန်ရမလဲဆိုတော့ကိုလို့ပါမယ်အရှိမပေါ့ဒါကတော့ပြီးရင်ဆရာဘာသာပြန်တာနဲ့ဒါတော့သူပြီးတော့အကုန်လုံးရှင်းသွားလိမ့်မယ်ပေါ့အဲ့တော့ဒီ sentence ကိုကြည့်မယ်ဆိုလို့ရှိရင်ဆရာတို့ရဲ့ဒီဘာသာပြန်နည်းအဓိကနည်းကြီး၃နည်းတွေကတတိယနဲ့သွားပြီးတော့တူတယ်ပေါ့ဒုတိယနည်းနဲ့လည်းတူတယ်လို့ပြောလို့ရတယ် subject ရှင်းကိုနောက်ကစာဘာသာပြန်လို့ပြောတယ်ပေါ့ဒါပေမဲ့သူကတော့တတိယနည်းပို့ပြီးတော့တော့ဒီတတိယနီးပို့ပြီးတော့တွားပြီးတော့တူညီနေတယ်ဆိုတာတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဆရာတို့ဒီမှာ is called ဆိုတော့ဒါ verb ကိုတွေ့ပြီးပေါ့တွေ့ပြီးဆိုရင်နောက်ပြီးတော့မြင်တယ်ပေါ့နော်မြင်လေးတားလိုက်မယ်။တားပြီးတဲ့အခါကျရင်အဲ့တော့ subject ကြီးကအရန်ရှည်နေတယ်ဆိုတာကိုဒါတို့သမီးတို့အမှာတစ်ချက်လေးလာရတယ်ပေါ့ The big room hall where the performers adult and the cameraman do the shooting ဒီတစ်ပိုင်းလုံးဟာဒါ subject ပေါ့အဲ့တော့ဒီ subject မှာကြည့်မယ် and နဲ့ဆက်ပြီးရေးထားတယ်နော် and နဲ့ဆက်ပြီးတော့ရေးထားတယ်အဲ့တော့ and နေရာလေးကိုမြင်းဆောင်လေးတစ်ချက်လောက်ချလိုက်ပေါ့နော် and နေရာလေးကိုမြင်းဆောင်လေးချမယ်ပြီးရင်အရှိမလည်းကြည့်ရအောင် the big room or hall အခန်းကြီးသို့မဟုတ်ခန်းမဒီမှာလည်း or နေရာမှာမြင်းဆောင်လေးတစ်ချက်ချမယ်ဘာကြောင့်လဲဆိုတော့ဆရာကပြောခဲ့တဲ့ Andre Ori နဲ့ဆက်ထားမယ်ဆိုရင်အရှိက1နောက်က2လို့ပြောတာကိုအဲ့တော့အဲ့ဒီ Andre Ori နဲ့ဆက်ထားတာကိုဘာသာပြန်လို့ရတဲ့ဒီအထောက်အကူပြုအချက်ကိုသိရင်ဒါတို့သမီးတို့အခုဆရာဒီမှာစာတန်းထိုးပေးထားတဲ့ဒီ sentence နှစ်ကြောင်းစလုံးကိုအလွယ်တကူလေးဘာသာပြန်လို့ရသွားမယ်အဲ့ Andre Ori ခံထားတဲ့နေရာကိုဒါတို့သမီးတို့တေးသေးချာချာမရှင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့စာကြောင်းကိုလုံးစီပတ်စီဘာသာပြန်နိုင်မှာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်ပြောပြနေတာပေါ့နော်အဲ့တော့ဟုတ်ပြီဒါ is called က main verb ဆိုတော့အရှိကတပိုင်းလုံးဒီဒါ subject ပေါ့နော်အဲ့တော့ subject ကရှင်းနေတယ် subject ရှင်းနေတဲ့အခါမှာလေ subject ကိုလက်နောက်ကစမယ်ပေါ့အဲ့တော့ဒီမှာ the big room or hall ပေါ့ where the performer adult and the cameraman do the shooting အဲ့တော့ and နဲ့ဆက်ထားတဲ့အရှိကိုအရင်ဆရာတို့ကဘာသာပြန်ရမယ်ဘာကြောင့်လဲဆိုတော့ subject ကတအားရှင်းနေတဲ့အခါကျတော့အမှန်ကဒါတို့သမီးတို့ထင်တာကတော့ do the shooting ကနေစပြီးဘာသာပြန်ရမယ်လို့ထင်တယ်အမှန်တကယ်ကအမှကြည့်လိုက်ပေါ့နော်အမှကြည့်တော့ဘာတွေ့လဲဆိုတော့ and ခံထားတာဖြစ်တဲ့အတွက် and ရဲ့အရှိမရှိတဲ့စကားလုံးတွေကိုအရင်ဘာသာပြန်မှရပါလိမ့်မယ်အဲ့တော့ဒီလိုဖြစ်သွားတယ်ပေါ့နော်ဆရာပြောပြမယ် the performer adult သရုပ်ဆောင်သူများ adult သရုပ်ဆောင်ပြီး and ကိုပြီးလို့ဘာသာပြန်မယ်နှင့်လို့ဘာသာမပြန်အောင်ပေါ့เนาะနောက်တစ်ခုနဲ့တစ်ခုကိုဆက်ထားရဲဆိုရင်တော့နှင့်လို့ဘာသာပြန်ပေါ့ဒီမှာတော့ဒီ sentence တစ်ကြောင်းနဲ့တစ်ကြောင်းကိုဆက်ထားတာဖြစ်တဲ့အတွက်ကိုဆရာတို့ကပြီးလို့ပဲဘာသာပြန်မယ် and ကိုပြီးပေါ့เนาะအဲ့တော့ the performer adult သရုပ်ဆောင်သူများသရုပ်ဆောင်ပြီး the cameraman တွေเนาะဒီ cameraman တွေ do ပြုလုပ်တယ် the shooting ရိုက်ကူးရေးပြုလုပ်တော့ရိုက်ကူးခြင်းပြုလုပ် do ကပြုလုပ်အဲ့တော့အရှိကခွဲကိုပြန်ရောက်သွားပြီသောနေရာဆရာပြန်ပြောပါမယ်နော်နောက်တစ်ခေါက်ပြန်ပြောပြမယ် subject ကအရင်ရှင်းနေတဲ့အခါကျတော့ and or တွေ့ and or ကိုမြင်းဆောင်လေးတွေချလိုက်မယ်ချလိုက်တဲ့အခါမှာဒီ subject ကိုနောက်ကနေဘာသာစပြန်ဖို့ကcameraman do the shooting ကနေစပြီးဘာသာပြန်လို့မရဘူး။ဘာကြောင့်လဲဆိုတော့သူ့ရှေ့မှာ and ဆိုတာလေးရှိနေတာဖြစ်တဲ့အတွက်and ရဲ့အရှိမရှိတဲ့ the performer ကိုအရင်ဘာသာပြန်ရမယ် subject ကိုအရင်ဘာသာပြန်ရမယ်ပေါ့။အဲ့တော့ subject ကြီးတန်းမှာပါလာတဲ့ subject ကလေးတွေ predicated ကလေးတွေကိုအရင်ရှင်းတာเนาะဒါဆိုရင်သဘောပေါက်မယ်လို့ထင်ပါတယ်။အဲ့တော့ the performer တွေဆရာတို့စပြီးဘာသာပြန်ရတယ် the performer တရုပ်ဆောင်သူများနော်နောက်ကပြန်စဆိုတော့သူ့မှာ predicate မပါတော့ adult ကြီးပဲပါတာ哦နော် predicate က verb ကနေစတာဆိုတော့ဒါသူ့ရဲ့ predicate ကဒီ adult ပဲဖြစ်နေတာ哦အဲ့တော့ the performer တရုပ်ဆောင်သူများ adult တရုပ်ဆောင် and ကိုရောက်သွားပြီ b သူအစင်လိုက်ကို1 2ကိုနော် and ရှိရဟောက်အရင်ပါတာပြန်တာအဲ့တော့တရုပ်ဆောင်သူများတရုပ်ဆောင် b the cameraman လာပြီနောက်ကပါလာတဲ့ subject လေး predicate လေးမှာ subject လေးကိုအရင်ပါတာပြန်မယ် the cameraman နော် cameraman တွေတဲ့ the shooting ဒါမှကျတော့ predicate က the shooting ဆိုတာကတစ်ခုထပ်ပို့လာတယ်အရှိမတော့ကအဲ့ဒါကိုပဲပါခဲ့တယ်နောက်မှာဘာစကားလုံးမှမပါဘူးဒါမှကျတော့ the shooting လို့ပါတယ်အဲ့တော့ the performer adult တရုပ်ဆောင်သူများတရုပ်ဆောင်ပြီး the cameraman များ the shooting ရိုက်ကူးရေး do ပြုလုပ်
အရှိက where ကိုပြန်ရောက်သွားပြီနော်ဒါဆိုရင် subject ကြီးတစ်ခုလုံးကိုနောက်ကဘာသာပြန်လို့ရတယ်ဆိုတဲ့ဟာရဲ့စီမင်းစီကအတိုင်းဆိုအခု where ကိုရောက်သွားပြီအဲ့တော့ဒေါ်နေရာကိုတဲ့အမှမပြီးသေးဘူး or နဲ့စက္ကန့်ထားတဲ့အရှိကနှစ်ပိုင်းပါသေးတယ် the big room or hall အဲ့ဒါကိုဒါတို့သမီးတို့ကနောက်ကနေဘာသာပြန်တယ်ဆိုပြီး hall or room ဆိုပြီး the big room ဆိုပြီးဘာသာပြန်လို့မရဘူးအဲ့အခန်းကြီးသို့မဟုတ်ခန်းမကိုတဲ့လို့ဖြစ်သွားပြီဒီမှာခုနဆရာဥပမာပေးခဲ့တဲ့ကြော်ကြော် loves သူစားဆိုတာကြော်ကြော်ကသူစားကိုချစ်တယ်အခုဒီမှာ passive verb နဲ့ရေးထားတာဖြစ်တဲ့အတွက်ဒီ passive verb လို့ခေါ်တဲ့ MSR was were plus battery ပေါ့နော် battery နဲ့အဲ့လိုရေးထားတဲ့အတွဲတွေ့ပြီဆိုရင်ဒါတို့တပီတော့အရှိကရှိတဲ့အရာအကုန်လုံးကိုလို့ဘာသာပြန်ရမယ်ကလို့ဘာသာပြန်လို့မရဘူးသူက object ကိုအရှိကိုတင်ရေးထားတဲ့ဝါကြတွေဖြစ်နေလို့ပေါ့အဲ့တော့ဆရာပြန်ပြီးတော့ဘာသာပြန်ပြမယ် the performer adult တရုပ်ဆောင်သူများတရုပ်ဆောင် and b နော် the cameraman တွေ shoot the shooting ရိုက်ကူးရေး do ပြုလုပ် where though the big room အခန်းကြီး or သို့မဟုတ် hall ခန်းမကိုဒီလိုဖြစ်သွားပြီနော်ခန်းမကို the studio ဒါလုံးဝတကယ် predicate အကြီးရ the studio is called ပေါ့ပြောမယ်ဆိုရင်အဲ့တော့ studio ဟုခေါ်ပါသည်တဲ့အဲ့တော့ဒါတို့သမီးတို့အခုဒီမှာ Henry Ore နဲ့ရေးထားတဲ့နေရာလေးကိုရှင်းတက်တာနဲ့တင်ဒီလိုမျိုးတိတိကျကျဘာသာပြန်လို့ရသွားပြီနော် Henry Ore စက်ထားတာပဲဘာမှထူးဆန်းတာမလို့လဲ N ဆိုတာနှစ် Or ဆိုတာသို့မဟုတ်လူတိုင်းသိရပဲလို့ဒီလိုမျိုးပြောလို့ရတယ်တိုးတော့ဘာသာပြန်တဲ့အခါမှာအဲ့ Henry Ore ကစအသေးစိတ်အရန်ကိုအရေးပါပါတယ်နော်ဒါတို့သမီးတို့စာပိုက်တစ်ခုကိုဘာသာပြန်တယ်ဆိုတာအခုတစ်ခါဘာသာပြန်ရင်လည်းဒီနီးလန်းတိုင်းဖြစ်နေရမယ်နောက်တစ်ခါဘာသာပြန်ရင်လည်းဒီနီးလန်းတိုင်းဖြစ်နေရမယ်ဥပမာအထက်တန်းကျောင်းသားတွေဆိုတာပိုသိတာတယ် read the passage တပုတ်ကိုဘာသာပြန်တော့မယ်ဆိုရင်နေ့တိုင်းဘာသာပြန်ခိုင်းတယ်တချို့ဆရာမတွေဆိုလို့ရှိရင်ဘာကြောင့်လဲမှတ်မိအောင်လို့ကလေးကိုမှတ်မိအောင်လို့ဒီစာပိုက်ရဲ့ဝါကြဒီ sentence construction တွေကိုမှတ်မိအောင် word order တွေလို့ခေါ်တဲ့ဒီစကားလုံးတွေရဲ့အထားအတူလေးတွေကိုမှတ်မိအောင်တစ်ခေါက်ပြီးတစ်ခေါက်ဖတ်ခိုင်းတာဘာကြောင့်ဖတ်ခိုင်းတာလဲဆိုတော့ဒီ translation method လို့ခေါ်တဲ့ဘာသာပြန်နည်းကိုမသိလို့နေတိုင်းဖတ်ခိုင်းတာတကယ်လို့ဒါဒီ translation method ကိုသိတဲ့လူကအဲ့ translation method နဲ့တနေ့ကိုတစ်ခါလောက်ပဲဒီ9ခါလောက်ဘာသာပြန်လိုက်မယ်ဆိုရင်အဲ့ကြောင့်သားဒီနောက်ဘယ်နှလကြာမှနောက်တစ်ခါဘာသာပြန်အဲ့အတိုင်းပဲထွက်လာလိမ့်မယ်เนาะဒါဘာသာပြန်နည်းရဲ့အရန်ကိုထူးဆန်းတဲ့အချက်အရန်ကိုအကျိုးကျေးဇူးရတဲ့အချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတို့သမီးတို့ကိုကနဆရာပြောပြခဲ့တဲ့ဒီဘာသာပြန်နည်းမှာဆိုလို့ရှိရင်ဒါတို့သမီးတို့ပထမဆုံးလောက်ကမှာ main verb ကိုမြင်ထားမယ် is call ကိုမြင်ထားလိုက်တယ်အဲ့တော့ any or ပါလာတယ်မြင်းဆောင်လေးတွေချပေးလိုက်တယ်နော်မြင်းဆောင်လေးတွေချပေးလိုက်တယ်အဲ့တော့ subject အကြီးကိုနောက်ကနေဘာသာပြန်မှာဖြစ်တဲ့အတွက်နောက်ကနေဘာသာပြန်ဖို့ကြည့်လိုက်တဲ့အခါမှာ the performer အဲ့တော့ကအရင်လာတာဖြစ်တဲ့အတွက် the performer အဲ့တော့ကိုအရင်ဘာသာပြန်တယ်ပြီးတော့မှ the cameraman ကိုဘာသာပြန်တယ်ပြီးတော့မှဒီ cameraman နောက်မှာရှိတဲ့ the shooting do ဆိုတာကိုဒီ subject လေးရဲ့ predicate လေးကိုနောက်ကနေစပြီးဘာသာပြန်တယ်ပြီးတော့မှ where ကိုရောက်သွားတယ် where ကိုရောက်သွားပြီးတော့မပြီးသေးဘူးအရှိမ the big room or hall ဖြစ်နေတာဖြစ်တဲ့အတွက် the big room ကိုအရင်ဘာသာပြန်တယ်ပြီးတော့မှ hall ကိုဘာသာပြန်တယ်ပြီးတော့မှ is call နဲ့သွားပေါင်းလိုက်တယ် go is call ဟုခေါ်ပါသည် the studio ဟုခေါ်ပါသည်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့တရုပ်ဆောင်သူများတရုပ်ဆောင်ပြီး cameraman များရိုက်ကူးရေးပြုလုပ်သောအခန်းကြီးသို့မဟုတ်ခန်းမကို studio ဟုခေါ်ပါသည်ဒီလိုဖြစ်သွားတယ်โอเคဒါတို့သမီးတို့ကိုအခုဆရာပြောပြပေးသွားတဲ့နံပါတ်1အချက်က Henry Ore နဲ့ဆက်ထားမယ်ဆိုရင် Henry Ore ရဲ့အရှိအပိုင်းကိုအရင်ဘာသာပြန်ပြီးတော့နောက်ကအပိုင်းကိုဒုတိယအနေနဲ့ဘာသာပြန်ရမယ်ပေါ့နော်ဒါတို့သမီးတို့သိစေချင်ပါတယ်โอเคနောက်ထပ်ဘာသာပြန်အထောက်အကူပြုအချက်နံပါတ်2ကိုဆရာဆက်ပြီးတော့ဒါတို့သမီးတို့ကိုပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ဒီခိုင်ကြရင်ဆရာတို့ဒီ read the passage လို့ခေါ်တဲ့ဒီ English textbook ပေါ့ဘယ်နှတန်းပဲရောက်နေပါဒါတို့သမီးတို့9တန်းလည်းဖြစ်မယ်6တန်းလည်းဖြစ်မယ်9တန်းလည်းဖြစ်မယ်เนาะ10တန်း9တန်း10တန်းလည်းဖြစ်မယ်ဒီခါကျရင် sentence ထဲမှာwho တို့ whom တို့เนาะ whose တို့ which တို့ဒီလိုစကားလုံးလေးတွေပါလာတတ်တယ်ပေါ့เนาะကျောင်းသားဆိုတာကတော့တော်တော်များများဒီစကားလုံးလေးတွေတွေ့ပြီးဆိုရင်မေကုန်းလို့ပဲထင်ကြတာ哦เนาะ conjunction လို့သိမသိကြအောင်မေကုန်းလို့ပဲသိရသိတဲ့ကျောင်းသားတွေလည်းသိနိုင်ပါလိမ့်မယ်အဲ့တော့ဝါကြရဲ့အလယ်မှာဒီစကားလုံးလေးတွေရောက်လာပြီဆိုသိကြတယ်သူတို့ဒီစကားဆက်တွေဖြစ်တယ်အဲ့တော့အဲ့စကားဆက်လေးတွေကိုဘယ်လိုဘာသာပြန်ရမလဲဆိုရင်သို့မဟုတ် the လို့ဘာသာပြန်ရတယ်ကိုပါဇက်ထဲမှာအဆင်ပြေတဲ့ဘာသာပြန်တဲ့အခါမှာထောက်မနေတဲ့ဒီသို့မဟုတ် the ဆိုတဲ့အတန်နဲ့ဘာသာပြန်ရမယ်အဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်ရဥပမာဆိုပါစို့ဒီမှာဆရာပြောပြထားတဲ့ဒီစကားလုံးလေးပေါ့နော်ဒီမှာဆို၄လုံးရှိမယ်ပေါ့ who ဆိုရင်သူလို့ဘာသာပြန်မယ်နော်အဲ့တော့ whom ကို home ကြတော့သူကိုလို့ဘာသာပြန်ရမယ်เนาะဒေါ်သူပေါ့ object ကိုပြောတာ who ကြတော့ဒါ
ဒေါသူ subject ကိုရည်ညွှန်းတင်တာ whom ကြတော့ object ကိုရည်ညွှန်းတင်တာဒေါသူပဲသူလည်းဒေါသူပဲအတူတူပဲเนาะ whose ကကြတော့ သူ၏เนาะ whose ကြတော့သူ၏လို့အဓိပ္ပာယ်ရတယ်အဲ့တော့ဒေါသူ၏ပေါ့ဘာသာပြန်မယ်ဆိုဒေါသူ၏ပေါ့တမန်ကြတော့ which ကကြတော့ဒေါအရာပေါ့အရာဝတ္ထုတွေကိုညွှန်းတာဖြစ်တဲ့အတွက် which နဲ့ဆက်ထားတာ哦เนาะဒါ conjunction အပိုင်းကြရင်သားတို့သမီးတို့ဆရာအဲ့ရနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအကျေဖြန့်ပြီးသင်ပေးဦးမှာဖြစ်ပါတယ်ဥပမာတော့ဒီဝါကြတွေရဲ့အလယ်မှာဒီ who တို့ whom တို့ whose တို့เนาะ which တို့ကိုတွေ့ပြီဆိုရင်သားတို့သမီးတို့ဘာသာပြန်ရမှာကသို့မဟုတ် the လို့ဘာသာပြန်ရပါမယ်လေမှတ်ပါဟောနမူနာ sentence လေးတွေဒီမှာစာတန်းလေးထိုးပြီးတော့သားတို့သမီးတို့ကိုပြောပြပေးမယ်เนาะအမှသားတို့သမီးတို့တခြားလိုက်ကြည့်ပြီးတော့မှတ်သားလို့ရပါတယ် The man who is walking along the road is his father ကျန်တော့ထပ်ဖတ်ပြပါမယ် The man who is walking verb ကို stress လုပ်ရရတယ် walking the road along the အဲ့နှလုံးဒီ along က preposition ဖြစ်တယ် there က article ဖြစ်တယ် and they article ခေါ်တာ article ဖြစ်တယ်အဲ့နှလုံးစာဖတ်တဲ့နေရာမှာပဲဖြစ်ဖြစ် English စကားပြောတဲ့နေရာမှာပဲဖြစ်ဖြစ်မြင်မြင်လေးဖတ်ကြတယ်မြင်မြင်လေးပြောရတယ်အဲ့ along there ဆိုပြီးအဲ့လိုမျိုးကြီးအတန်ရှင်းဆွဲပြီးမဖတ်ရအောင်เนาะအဲ့ဒါကိုနည်းနည်းမှတ်ထားဖို့လိုတယ်အဲ့တော့ the man who is walking along the road is his father သူ့ရဲ့အဖေဖြစ်တယ်တဲ့အဲ့တော့ဒီမှာဆရာတို့ဘာသာပြန်နေ့တိုင်းပဲပြန်ပါဦးเนาะပြန်မယ်ဆိုတော့ဒီ sentence မှာ main verb ကိုအရင်ရှာမယ်ပေါ့ဟုတ်ပြီဒီမှာဆရာရဲ့ is walking လဲတွေ့တယ် is လဲတွေ့တယ်ဒါပေမဲ့ဘယ်ဟာ main verb เนาะဘယ်ဟာ main verb လဲဒါတို့ဒီကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာဆိုရင် is က main verb အဲ့တော့ is က main verb ဆိုတော့နည်းလေးအရင်တားမယ်ပေါ့နော်နည်းလေးတားလိုက်မယ်ဆိုရင်ဒါဆို subject ကအရှိကြီးဖြစ်သွားပြီနော်အရှိကြီးဖြစ်သွားပြီအဲ့အရှိကြီးဖြစ်ရင်ဘယ်လိုဘာသာပြန်ရမလဲဘာသာပြန်နည်းအဓိကနည်း3နည်းကနံပါတ်1နဲ့ဘာသာပြန်ရမယ် subject ရှိနေတဲ့ subject ကိုလည်းနောက်ကစမယ်အဲ့တော့ along the road ကနေစဘာသာပြန်ရမယ်ဆရာမနေ့က video မှာလည်းပြောခဲ့တယ်ဒီအတွဲလိုက်တွေဟာနော်သူ့ရဲ့အစဉ်တိုင်းပဲဘာသာပြန်ရမယ် around the road ဆိုရင် land တစ်လျှောက်ပေါ့the road ကိုပြန်မယ် land along တစ်လျှောက် is walking လမ်းလျှောက်နေတော့ is walking က verb to be နဲ့ verb form နဲ့တွဲပြီးရေးထားတာကို continuous tense လို့ခေါ်ဒါတွေကလည်းအားတို့သမီးတို့ကိုဒီ tense အပိုင်းမှာသင်ပေးတယ်ပေါ့နော်နော်မသင်ရသေးဘူးဆိုလည်းသင်ရမယ်ပေါ့နော်အဲ့တော့ is walking ဆိုတာလမ်းလျှောက်နေတော့ဒီမှာကြည့် who ကတော့လို့အဓိပ္ပာယ်ရတယ်ပေါ့နော် who တို့ whom တို့ whose တို့ which တို့ကိုတော့မဟုတ် the လို့ဘာသာပြန်ဒီမှာတော့လို့ဘာသာပြန်မယ်အဲ့တော့ဒီလိုဖြစ်သွားတယ်ပေါ့ the road လမ်းတစ်လျှောက်မှာ is walking လမ်းလျှောက်နေတော့who တော့ပေါ့နော်တော့သူပေါ့တော့သူ the man လူဟာတော့လူဟာတော့သူလို့တော့ထည့်မပြန်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့လူညွှန်းမှာဆိုတော့ who နာကိုနော် who နဲ့ညွှန်းထားတယ်အဲ့တော့ the road land along တလျှောက်မှာ is walking လမ်းလျှောက်နေ who တော့ the man လူဟာ his father သူ့ရဲ့အဖေ is ဖြစ်ပါတယ်ဒီလိုဖြစ်သွားတယ်နော်အဲ့တော့ဒီ sentence ထဲမှာရှိနေတဲ့ဒီ who တို့နော် whom တို့ whose တို့ which တို့ကိုတော့မဟုတ် the လို့ဘာသာပြန်ရမယ် okay နောက်ထပ် sentence လေးတစ်ခုလောက်ဆရာနဲ့တူတူလိုက်ပြီးတော့ကြည့်လိုက်ကြအောင်ပါ The girl whom you met yesterday the girl မိန်းကလေးသိကြတယ်အဲ့မိန်းကလေးကတဲထည့်ထားတယ်ခုနသိကြတယ် the man ကမှတဲထည့်ထားတယ်ဘာကြောင့်လမ်းတစ်လျှောက်မှာလမ်းလျှောက်နေတော့သူဆိုတွေကအဲ့ပြောတဲ့အချိန်မှာအဲ့လူပဲလမ်းလျှောက်နေတာအခုဒီမှာလည်း the girl whom you met yesterday မင်းမနေ့ကတွေ့ခဲ့တော့မိန်းကလေးဟာတဲ့ဒီမှာကျတော့ object the girl ကတွေ့ချင်းခံရတာနော်တွေ့ချင်းခံရတာအဲ့တော့ဒီမှာ whom နဲ့တုံးထားတယ်ဘာကြောင့် who နဲ့မတုံး object ဖြစ်နေလို့ object ကိုညွှန်းရတဲ့စကားဆက်ဖြစ်တဲ့ whom ကိုတုံးထားတယ်ပေါ့နော်အဲ့တော့ the girl whom you met yesterday is mama's sister အဲ့တော့ဒီ sentence ကိုလည်းအရင် main verb ပြင်ရှာမယ်ဆို is ပေါ့နော် is ကိုမြင်တမယ်အဲ့တော့ is ကအရှိတစ်ပိုင်းလုံးဒီ subject ဖြစ်တယ် subject ဖြစ်တာဖြစ်တဲ့အတွက် subject ကရှိနေတယ်အဲ့တော့ဆရာတို့ဘာသာပြန် yesterday ကနေဘာသာပြန်ရမှာဟုတ်နော်အဲ့တော့ yesterday အဲ့တော့ yesterday ကနေစဘာသာပြန်မယ်ဆိုတော့ဆရာတို့ကြည့်လိုက်ကောဒီ subject မှာပေါ့နော်ဒီ subject အပိုင်းတစ်ပိုင်းလုံးမှာ subject လေးတွေ predicate တော့ဘာနေတယ် you met verb ကိုတွေ့နေတာအဲ့တော့ predicate လေးထဲမှာပါတဲ့ verb လေးကိုလည်းနည်းနည်းလေးမြင်လေးတစ်ချက်တားလိုက်ပေါ့နော်ချက်တားလေးအဲ့တော့ပြောမယ်ဆိုလို့ရှိရင် you ကနေစဘာသာပြန်ရမှာဟုတ် predicate လေးမှာ subject တွေ verb လေးတွေပါနေပြီဆိုရင်အဲ့ဒီ subject လေးကိုအရင်စမယ်အဲ့တော့ you မင်း predicate လေးရဲ့နောက် predicate ကနေစမယ်ဆိုရင် yesterday ကိုပြန်ရောက်သွားမယ် you မင်း yesterday မနေ့က met တွေ့ခဲ့ whom ကတော့ပေါ့နော်တော့ the girl မိန်းကလေးဟာတဲ့တွေ့ခဲ့တော့မိန်းကလေးဟာတဲ့ Mao's sister အဲ့ဒါကို sister Mao's လို့တော့ပြန်လို့မရအောင် Mao's sister Mao e apostrophe s က e လို့အဓိပ္ပာယ်ရတယ် Mao's sister Mao e နော် sister
မြန်မာလေး is ဖြစ်ပါတယ်เนาะဒါအခုတောက်ခဲ့တဲ့ဒီဝါကြရမှာရှိတဲ့ဒီစကားစလေးတွေကိုဒေါ်ဒီလို့ဘာသာပြန်လို့ရတယ်ဆိုတာကိုဆရာဒုတိယဥပမာအနေနဲ့ပေးပြီးသားတော့သမီးတို့ရှင်းပြပေးသွားတာဖြစ်ပါတယ် okay sentence လေးနမူနာ sentence လေးတစ်ကြောင်းလောက်ကြည့်လိုက်ကြအောင်ပါ Bobo whose father driver won the first prize in swimming okay ဒီမှာ main verb ကိုအရင်ရှာမယ်ဝါကြတစ်ကြောင်းတွေးတဲ့အခါเนาะ sentence တစ်ကြောင်းတွေးတဲ့အခါ verb ကိုအရင် verb ကိုရှာ verb ကို subject ဟဲ့အဲ့တော့ one the verb မြင်ထားလိုက်မယ်ဒီလိုဆိုအဲ့တော့ one ကအရှိကိုအရင်စဉ်းစားတော့မယ်ဘာကြောင့်လဲ subject ကိုဘာသာအရင်ပြန်ရမှာ哦အဲ့တော့ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ Bobo whose father is a driver အဲ့တော့ whose father ကိုဆရာတို့ကအရင်ဘာသာပြန်ရမယ်ပေါ့နော်ဘာဖြစ်လို့ဒီ whose father ကိုအရင်ဘာသာပြန်ရလဲဆိုတော့ is a driver ဆိုတာ is ဆိုတဲ့ verb လေးကလည်းပါနေတယ်အဲ့ verb လေးကိုလည်းဆရာတို့ကမြင်တာမယ်ဒါကတော့ subject ထဲမှာပါတယ်ဒါ subject လေးရဲ့ predicate လေးရဲ့ပေါ့နော်ပြောမယ်ဆို whose father subject ကလေးပေါ့ a driver က predicate လေးပေါ့နော်အဲ့ဒါကြောင့်မလို့ဘာသာအရင်ပြန်မယ်ဆို whose father ကိုအရင်ဘာသာပြန်မယ်အဲ့တော့ whose father သူ့ရဲ့အဖေဟာတဲ့ a driver အရှိပိုင်းကိုအရင်ရှင်းနေတာနော်အရှိပိုင်းကိုအရင်ရှင်းနေတာ a driver ကားမောင်းသမားတစ်ယောက်ဖြစ်တော့နော်သူ့ရဲ့အဖေဟာကားမောင်းသမားတစ်ယောက်ဖြစ်တော့ဘိုဘိုဟာတဲ့နော်သူ့အဖေကကားမောင်းသမားတစ်ယောက်ဖြစ်တဲ့ဘိုဘိုဟာပြောချင်တယ်ဘိုဘိုဖေကကားမောင်းတယ်ပေါ့ဒါကိုပြောချင်တာပေါ့နော်အဲ့တော့သူ့ရဲ့အဖေဟာကားမောင်းသမားတစ်ယောက်ဖြစ်တဲ့ဘိုဘိုဟာတဲ့နောက်က sentence ကိုရောက်သွားပြီ predicate ကိုနောက်ကစပြီး swimming ကနေပြန်စမယ် in swimming ရေကူးခြင်းမှာတဲ့ the first prize ပထမဆုကို won အနိုင်ရခဲ့ပါတယ်တဲ့เนาะဒီမှာဒါဘာသာပြန်နေတိုင်းပဲဆရာတို့သွားနေတာเนาะအဲ့တော့ဒီမှာဒီ sentence ကိုဆရာနောက်ထပ်တစ်ချိန်ဘာသာထပ်ပြီးပြန်ပြမယ်ပေါ့เนาะအဲ့တော့သူ့အဖေဟာကားမောင်းသမားတစ်ယောက်ဖြစ်တဲ့ဘိုဘိုဒီတဲ့သူ၏အဖေဒီကားမောင်းသမားတစ်ယောက်ဖြစ်သည့်ဘိုဘိုဒီရေကူးခြင်းတွင်ပထမဆုကိုအနိုင်ရခဲ့ပါသည်တဲ့เนาะဒါဆိုရင်ဒါတော့သမီးတို့ဥပမာ3ခုရှိသွားပြီပေါ့เนาะဒီ3ခုမှာလည်းတော်တော်လေးနားလည်နေပြီလို့ထင်ပါတယ် okay နောက်ထပ်တစ်ခုပေါ့เนาะနောက်ထပ်ဒီ sentence လေးတစ်ကြောင်းဆရာထပ်ပြီးပြောပြမယ်ပေါ့เนาะ These are the books which I bought yesterday အဲ့တော့ these are ဟုတ်ဒီမှာ subject ကကြတော့ဘယ်ဟာလဲ verb ကဘယ်ဟာလဲ main verb ကနောက်ကပါတယ် bought မဟုတ်ဘူးအရှိမရှိနေတဲ့ are နော် are ဒီ are အဲ့တော့ subject က these ဆိုတဲ့စကားလုံးတစ်လုံးနဲ့ပဲနော်အဲ့တော့ဒီဟာတွေဟာတဲ့အဲ့တော့ subject ကိုအရင်ဘာသာပြန်ရမှာသူကစီမင်းတိုင်းပဲသွားမယ် subject ကိုအရင်ဘာသာပြန်မယ် these ဒီဟာတွေဟာတဲ့နော် I bought yesterday နောက်က predicate ကိုပြန်ကြည့်တော့ subject လေးတွေ predicate လေးတွေပါနေတော့ subject အဲ့နောက်မှာပါတဲ့နောက်က predicate အကြီးရမှာပါတဲ့ subject လေးကိုဒုတိယဘာသာပြန်ရမယ်အရင်ဘာသာပြန်ရမယ်ပေါ့နော်အဲ့တော့ these ဒီဟာတွေဟာတဲ့ I ကျွန်တော် predicate ကိုနောက်ကစပြီ yesterday မနေ့က bought ဝယ်ခဲ့ which တော့နော်ဝယ်ခဲ့တော့ the books စာအုပ်များ are ဖြစ်ကြပါတယ်တဲ့ဒီလိုဖြစ်သွားတယ်အဲ့တော့ဒီဟာတွေကမနေ့ကကျွန်တော်မနေ့ကဝယ်ခဲ့တော့စာအုပ်များဖြစ်ကြပါတယ်အဲ့တော့စကားနဲ့ပြောမယ်ဆိုရင်ဒါတွေကမနေ့ကကျွန်တော်မနေ့ကဝယ်ခဲ့တဲ့စာအုပ်တွေပါလို့ပြောတာနော်ဒါစကားနဲ့ပြောမယ်ဆိုရင်နော်စကားပြောတဲ့ပုံစံနဲ့ပြောမယ်ဆိုရင်ဒါတွေကကျွန်တော်မနေ့ကဝယ်ခဲ့တော့စာအုပ်တွေပါတဲ့ဟုတ်ပြီအဲ့တော့ဒါသားတို့သမီးတို့ကိုအခုဘာသာပြန်ရင်မဖြစ်မနေသိကိုသိရမယ်အထောက်ကိုပြုနှစ်ချက်ကိုဆရာဒီဗီဒီယိုထဲမှာပြောပြပေးသွားတယ်ပထမတစ်ချက်က Android Ore နဲ့ဆက်ထားတဲ့စကားလုံးတွေသို့မဟုတ် sentence တွေ sentence အပိုင်းတွေပေါ့နော် clause တွေဆိုရင်ဒီ Android Ore ရဲ့ရှိသည် number 1ပြန်ရမယ်နော် Android Ore ရဲ့နောက်ကသည် number 2အနေနဲ့ဘာသာပြန်ရမယ်ဒါကိုဆရာပထမအချက်1အနေနဲ့သင်ပေးခဲ့တယ်အခုဒုတိယတစ်ချက်အနေနဲ့ကတော့ဒီ watch ထဲမှာရှိနေတဲ့ home တို့နော် who တို့ whose တို့ which တို့ကိုဘာသာပြန်တဲ့အခါမှာမြန်မာလိုတော့သို့မဟုတ်သည်လို့ဘာသာပြန်ရမယ်ဆိုတဲ့အချက်နှစ်ချက်ကိုကြားသားတို့သမီးတို့ကိုဒီဗီဒီယိုထဲမှာအသေးစိတ်ဥပမာ sentence လေးတွေနဲ့တကွရှင်းပြပေးခဲ့ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာလည်းဆရာသားတို့သမီးတို့ကိုဒီဘာသာပြန်တဲ့နည်းတွေတဲကနော်မြုပ်ကွက်ကလေးတွေလျှို့ဝှက်ချက်လေးတွေနော်ကျောင်းသားတယောက်အနေနဲ့ English စာပိုက်တွေကိုဘာသာပြန်ပြီးဆိုလို့ရှိရင်ဘယ်လိုမျိုးတိတိကျကျနီးလန်းမှန်မှန်ကန်ကန်နဲ့ဘာသာပြန်ရမလဲဆိုတာတွေကိုနောက်ဘယ်နှကြိမ်ပဲဘာသာပြန်ဒီပုံစံအတိုင်းဖြစ်နေဖို့ sentence order တွေကိုမှတ်မိနိုင်ဖို့ sentence construction တွေကိုအတူယူနိုင်ဖို့အတွက်ဒီဘာသာပြန်နည်းရဲ့ကျန်တဲ့နောက်ထပ်အထောက်အကူပြုအချက်လေးတို့ဆရာနောက်ဗီဒီယိုမှာသားတို့သမီးတို့အတွက်ထပ်မံပြီးတော့သင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ဆရာရဲ့သင်ကြားမှု
အစီအစဉ်လေးကတော့ဒီလောက်ပါပဲဒါတို့သမီးတို့အားလုံးပဲအခုသင်ထားပြီးသမျှသင်ခန်းစာတွေအားလုံးကိုလည်းကြည်ညက်အောင်ပြန်လည်လေ့ကျင့်ဘာလို့ဆရာတိုက်တွန်းပါတယ်မိဘအုပ်ထိန်းသူတွေအနေနဲ့ရလဲကိုဒီဗီဒီယိုကိုကြည့်နေတဲ့ကိုသားသမီးတူမညီမတွေကိုဒီစာတွေကိုလုပ်တဲ့အခါမှာအနေငယ်ဝိုင်းဝန်းပြီးတော့ကူညီအားဖြည့်ပေးခြင်းအားဖြင့်ကလေးတွေရဲ့အင်္ဂလိပ်စာအရေးသွေးတာမကကိုလိုက်ကြည့်နေတဲ့သူတွေရဲ့အင်္ဂလိပ်စာအရေးအသွေးကိုပါတိုးတက်စေတာဖြစ်တဲ့အကြောင်းကလေးနဲ့အတူတူစာလိုက်လုပ်ပေးပါလို့မြေတားရက်ခံရနေပဲကျွန်တော်တို့ဒီနေ့သင်ကြားမှုအစီအစဉ်လေးကိုဒီမှာပဲရန်နာလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်